အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တုတ်တန်ချမ်းအခန်းကြီး1ကိုဖတ်လိုပါတယ်ပညာတရားနိဥပရိဒတရားကိုတည်၍ဉာဏ်နှင့်ရှင်သောစကားကိုနားလည်မည်အကြောင်းပညာသွန်သင်ခြင်းဖြောင့်မတ်စွာကျင့်ခြင်းတရားတစ်ဖြစ်စီရင်ခြင်းလျက်လျူစွာဆုံးဖြတ်ခြင်းအမှုအရာ၌လေ့ကျက်မည်အကြောင်းမိုက်တော်သူသည်လိမ္မာ၍လူပြိုသည်ပညာတတိနှင့်ပြည့်စုံမည်အကြောင်းဒါဝိဒ်၏သားတော်ဖြစ်သောဣသရေလရှင်ဘုရင်ရှောလမုန်စီရင်သောတုတ်တန်စကားဟုမူကားပညာရှိသောသူသည်နားထောင်သဖြင့်ပညာအသက်တိုးပွားရလိမ့်မည်ဉာဏ်ကောင်းသောသူသည်တုတ်တန်စကားအနက်အဓိပ္ပာယ်ကို၎င်းပညာရှိဟောပြော၍နည်းသောစကားတို့ကို၎င်းနားလေသောဤတည်းဆရာအဖြစ်သို့ရောက်ရလိမ့်မည်ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်ပညာ၏အချုပ်အခြာဖြစ်၏လူမိုက်တို့သည်ပညာနှင့်ဥပရိသကိုမထီမဲ့မြင်ပြုတတ်ကြ၏ငါသာအဖ၏ဤဥပရိသကိုနားထောင်လောအမိ၏တရားကိုလည်းမပယ်နှင့်ထိုနည်းဥပရိသတရားတို့သည်သင်ဤခေါင်း၌တင့်တယ်သောဥယျာဉ်သင်ဤလေပင်၌ပတ်ရသောလေဆွဲဖြစ်ကြလိမ့်မည်ငါသာလူဆိုးတို့သည်တင့်ကိုတွေးဆောင်လင်ဝန်မခံနှင့်သူတို့ကငါတို့နှင့်အတူလိုက်လောသူအသက်ကိုတတ်အပ်သောငါစောင့်ကြစို့အချီးအနီးအပြစ်လွတ်သောသူတို့ကိုချောင်းမြောင်းကြစို့တင်းချိုင်းတွင်သို့ဆင်းသောသူတို့ကဲ့သို့တကူလုံးပါလျင်အသက်ရှင်တဲ့ရှိသောထိုသူတို့ကိုမရဏနိုင်ငံမျိုးတကဲ့သို့မျိုးကြစို့အဖိုးထိုက်သောဗန္တာအမျိုးမျိုးတို့ကိုတွေ့၍လူယူသောဥစ္စာနှင့်ငါတို့အိမ်ကိုပြေးစေကြမည်ငါတို့နှင့်ပေါင်းဖော်တော့ရသောဥစ္စာကိုအညီအမျှပိုင်ကြစို့ဟုဆိုတော်လေငါသာသူတို့နှင့်အတူမလိုက်နှင့်သူတို့သွားသောလမ်းကိုရှောင်လောအကြောင်းမူကားသူတို့ခြေသည်ဒုစရိုက်ပြုရာသို့ပြေး၍လူအသက်ကိုတက်ချင်းကလင်မြန်၏အကယ်စင်စစ်မျက်မှောက်၌ပိုက်ကွန်ကိုဖြန့်ထားလင်အကြံမမြောက်ရာလူဆိုးတို့သည်ကိုအသွေးကိုတွန်းအံ့သောငါဆောင်၍ကိုအသက်ကိုတတ်အံ့သောငါချောင်းမြောင်းတတ်ကြ၏မတရားသောစီးပွားကိုရှာသောသူအပေါင်းတို့သည်ထိုသို့သောအကျိုးကိုခံရ၍ထိုစီးပွားသည်မိမိအရှင်၏အသက်ကိုတတ်တတ်၏ပညာသည်ပြင်မာကြွေးကြော်၍လမ်းခရီးတို့၌မိမိစကားတန်ကိုလွင့်တတ်၏လူစည်းဝေးရာအဦး၌၎င်းမြို့တကားဝါတို့၌၎င်းမြို့ထဲ၌၎င်းခေါ်၍မွတ်ဆိုသောစကားဟုမူကားအိုလူမိုက်တို့သင်တို့သည်မိုက်သောအကျင့်ကိုနှစ်သက်လျက်ကဲ့ရဲ့သောသူတို့သည်ကဲ့ရဲ့ခြင်း၌မွေ့လျော်လျက်မိုက်မဲသောသူတို့သည်ပညာအသက်ကိုမုံလျက်အဘယ်မျှကာလပတ်လုံးနေကြလိမ့်မည်နီငါဆုံးမသောစကားကိုနားထောင်၍ပြောင်းလဲကြလောငါဝိညာဉ်ကိုတင်တို့အပေါ်သို့ငါသွန်းလောင်း၍ငါစကားဤအနက်အဓိပ္ပာယ်ကိုနားလေစေမည်ငါသည်ခေါ်၍တင်တို့သည်ညင်းပယ်သောကြောင့်၎င်းငါလက်ကိုဆန့်၍အဘယ်သူမျှမမတ်သောကြောင့်၎င်းငါတတိပေးခြင်းရှိသမျှကိုတင်တို့သည်ပယ်၍ငါဆုံးမသောစကားတခွန်းကိုမျှနားမခံဘဲနေသောကြောင့်၎င်းတင်တို့သည်ဘေးဥပတ်နှင့်တွေ့ကြုံသောအခါငါရွေမည်ကြောက်မက်ဖွယ်သောအမှုရောက်သောအခါငါတယောမည်တင်တို့ကြောက်မက်ဖွယ်သောအမှုသည်တုတ်တင်ဖယ်ရှင်းခြင်းအမှုကဲ့သို့၎င်းတင်တို့ပျက်စီးခြင်းအမှုသည်လေပြင်းမုန်တိုင်းကဲ့သို့၎င်းရောက်လာ၍တင်တို့သည်ဆင်းရဲခြင်းပူပန်ခြင်းနှင့်ဒ
တွေ့ကြုံသောအခါထိုအမှုရောက်သောသူတို့သည်ငါကိုခေါ်တော်လေငါမထူငါကိုကြိုးစား၍ရှာတော်လေမတွေ့ရကြအကြောင်းမူကားသူတို့သည်ပညာအသက်ကိုမုံကြ၏ထာဝရဘုရားကိုကြောက်ရွံ့သောသဘောကိုအလိုမရှိကြငါတတိပေးခြင်းကိုအလင်းနာမခံကြငါဆုံးမခြင်းရှိသမျှကိုမထီမဲ့မြင်ပြုကြ၏ထို့ကြောင့်သူတို့သည်ကိုကျင့်ခြင်း၏အကျိုးအပြစ်ကိုစား၍ကိုကြံသောအကြံတို့နှင့်ဝါကြလိမ့်မည်ဉာဏ်သိမ်သောသူတို့သည်လမ်းလွဲသဖြင့်အသက်ဆုံးသက်ကြ၏မိုက်သောသူတို့သည်တတိလစ်သောအားဖြင့်ပျက်စီးခြင်းသို့ရောက်တတ်ကြ၏ငါစကားကိုနားထောင်သောသူမူကားလုံခြုံစွာနေ၍ဘေးကိုမကြောက်ဘဲငြိမ်ဝတ်လိမ့်မည်အရောက်ချင်းစီတိုင်းကိုဖျားရှင်ကောင်းကြီးပေးပါစေ